အားလုံးပဲအခုဆိုရင် workout လည်းပြီးသွားပြီအမရဲ့ပွဲမဝင်ခင်အကျိုးသုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေလည်းပြီးသွားပြီပေါ့နော်ဒါပေမဲ့ဒီရက်ပိုင်းမှာအမဘောလုံးနဲ့ပတ်သက်တဲ့ဟာလေးပြောတဲ့ဟာကိုလိုက်ပြီးတော့ comment ပေးရတဲ့လူတဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်အမရဲ့ TikTok channel ရော YouTube channel ရော Facebook channel ရောမှာရောနောက်တစ်ခုကကြတော့ Instagram မှာရောအမရဲ့ခန်းစားချက်ကလေးတွေအမအကြိုက်ကလေးတွေအမရဲ့ဘယ်အသင်းလေးကိုကြိုက်တယ်ဆိုရဲဝေဖန်သုံးသက်ချက်ကလေးကိုလိုက်ပြီးနားထောင်ပေးကြတယ်ပြီးတော့ comment လေးပေးကြတယ်ကို့အမြင်လေးတွေ comment ပေးခဲ့ကြတယ်ချစ်စရာ community လေးကိုရခဲ့တဲ့အတွက်လည်းအမအထူးပင်ဝမ်းသာပါတယ် comment ပေးခဲ့တဲ့လူတွေနောက်ပြီးတော့တယောက်ဝင်ပြီးတော့ဖလှယ်ကြတဲ့လူတွေအားလုံးတယောက်ချင်းဆိုလဲအမ audience အားလုံးကိုလည်းအမအကျိုးတင်ကြောင်းပြောချင်ပါတယ်ဒီနေ့ပွဲလေးကတော့ပျော်ရွှင်စွာနဲ့ပဲပြီးသွားတယ်ပေါ့နော် Spain fan တွေအတွက်ပေါ့နော်အာဂျင်တီးနား fan အတွက်ကိုလည်းတကယ်စိတ်မကောင်းဖြစ်ပါဘူးပြီးတော့ကိုရိုင်းကလည်း Messi fan ဖြစ်တဲ့အတွက် Messi အတွက်လည်းစိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့စပိန်ကလည်းတကယ်ကိုကောင်းမွန်နဲ့ရိုးသားနဲ့ကြိုးစားနိုင်သွားတဲ့အတွက်သူ့အတွက်ကိုလည်းတကယ်ကိုအဂုဏ်ယူမိတယ်ပေါ့နော်တကယ်ကို congratulation မှာစပိန်တကယ်ကိုဂုဏ်ယူမိပါတယ်ပြီးတော့အမလည်းနောက်ထပ်တခြားသောအမခီးသွားရသူဆိုတော့နောက်ထပ်ခီးသွားတဲ့အကြောင်းအရာလေးတွေခီးသွားတဲ့ video လေးကိုလည်းအမြဲတင်ပေးမှာမဟုတ်လို့ချစ်ရတဲ့ MI audience တွေအကုန်လုံးအမ follow လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်အမတို့ခီးသွားတဲ့နောက် video မှာအမတို့ထပ်တွေ့ကြမယ်နော် bye